အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲ live မှာရှိနေကြတဲ့ကျွန်တော်တူချင်းမိတ်ဆွေကိုမာများနဲ့ဝန္ဒနာရှင်တူတူမာလေးပါတူရောက်မှကျန်နော်အားလုံးပဲအစအရာအစဉ်ပြေကြအားလုံးပဲနေကောင်းချမ်းသာကြပါစေလို့ကိုကြီးမှာစုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲမနေ့က19ရက်3လ2025တင်းနာအဖွင့်နေလေးရတော့လှသွားပြီဗျာနော်အားလုံးပဲ9-3ညအချိန်နဲ့နော်တို့ညမနေ့ကတင်ပေးတဲ့9-3ညအချိန်နဲ့3ည4ဆိုရတဲ့အောင်မြင်ခဲ့တယ်နော်ဘာသာချင်းချင်းမိတ်ဆွေမှာနော်အားရတော့မလိုပါဘူးနော်ကဲအားလုံးပဲဘာသာချင်းမိတ်ဆွေများကျွန်တော် channel ကို subscribe လုပ်ပြီးသားဝန္ဒနာရှင်အစ်စ်တွေကတော့ပြောစရာမလိုပါဘူးနော်အခုမှစကြည့်ရဝန္ဒနာရှင်ကိုမာများနဲ့ကျွန်တော်ချင်းမိတ်ဆွေတူတူမာလေးတွေကကျွန်တော်ရဲ့ video file လေးကိုတွေ့ရလို့ရှိရင် channel ကို subscribe လုပ်ရသေးဘူးဆိုရင်တွေ့ရ channel လေးကို subscribe လုပ်ပေးပါနော် channel လေးကို subscribe လုပ်ပြီးဆို share လေးနဲ့မျှဝေပြီးရရနေရလေးမှာမျှဝေပြီးပါလို့ဒီအနည်းညော့မိတ္တရက်ခံအပ်ပါတယ်နော်အားလုံးပဲအများမြင်အများတွေ့အများပေါက်အောင်ဆိုရစိတ်စေတနာလေးထားပြီးနော်ဒီပြောချင်တာကဲဒီနေ့မှလဲလက်မငါလိုပဲထပ်အောင်မြင်ရမယ်နော်ဒါကြောင့်လို့ဒီနေ့မှလဲ1 chain လေးတစ်စုံနဲ့မနေ့ကလိုပဲတွက်ကွက်ကလေးတွေကိုအခုလိုတက်တင်ပေးခြင်းဖြစ်တယ်နော်အားလုံးပဲဒီနေ့မှအဆင်ပြေလိုက်ကြတော့တို့ယုံကြည်လို့ထိုးလိုက်ကြတဲ့ဝါသနာရှင်ချင်းမိတ်ဆွေများပေါက်ကြတယ်ရကြတယ်ဆိုလို့ရှိရင်တို့အနေနဲ့သူပဲဝမ်းသာပါတယ်ပေါက်တယ်ဆိုလို့ရှိရင်လည်း comment လေးတွေမှာပေါက်ကြီးလေးတွေမှတ်ပြီးတော့တို့အနေနဲ့ဝမ်းသာပါတယ်ဗျာနော်ပို့ပြီးတော့ဝမ်းသာရတာပေါ့နော်ကဲအားလုံးပဲဝါသနာရှင်ချင်းမိတ်ဆွေများအနေနဲ့တို့အနေနဲ့ဝမ်းချင်းလေးနဲ့တွက်ကွက်ကလေးတွေကိုဝန္ဒနာချင်းချင်းမိတ်ဆွေများအနေနဲ့လိုက်မှတ်လိုက်ပါနော်ဒီအနေနဲ့ဝန္ဒနာချင်းမိတ်ဆွေများကိုအားလုံးဒိုင်မှာငိုထိုးအောင်ဆိုပြီးစီနာနဲ့အားလုံးရကြပါစေဆိုတဲ့စီနာကိုရင်မှာအပြည့်ထားပြီးတော့တွေးလို့တက်တင်ပြီးခြင်းဖြစ်ပါတယ်နော်အားလုံးပဲနံပါတ်5ကိုကျွန်တော်18ရက်3လ2025နှစ်မှာအင်္ဂါနေ့ပေါ့ဗျာနော်နောက်ကအင်္ဂါနေ့ကိုအပြီးချင်းဝမ်းချင်းက19ဝမ်းချင်းပါနော်19ဝမ်းချင်းနဲ့မိတ်ဆွေဝါဒနာရှင်များကိုတိုးကကလေးတွေကိုတွေးအနေနဲ့ငူတွဲပေးလိုက်ပါမယ်နော်ရှင်းနဲ့ပတ်သက်လို့ရှိရင်ဘာတွေထိုးရမလဲမိတ်ဆွေများကိုယ်နဲ့ပတ်သက်လို့ရှိရင်ဘာတွေထိုးရမလဲဆိုတာနော်အဲ့ဒါကိုတွေးအနေနဲ့ရှင်းနဲ့ပတ်သက်လို့ရှိရင်နော်19အကောင်းဆုံးပါဗျာနော်အပြီးချင်းဝမ်းချင်းဆိုတဲ့အတွက်ကို19ကတော့အကောင်းဆုံးပါတစ်ခွက်ကောင်းလို့လည်းတတ်မှတ်လို့လည်းရပါတယ်နော်ဒီက19 84 86 80ပါနော်19 84 8680ကိုနဲ့ပတ်သက်လို့ရှိရင်နော်9194 9690ပါနော်ကိုနဲ့ပတ်သက်ရင်9194 9690ရှင်းနဲ့ပတ်သက်ရင်8984 8680နော်89ကတော့ဒီကောင်းလုံးသတ်မှတ်လို့ရပါတယ်လူကြီးလည်းကြိုက်ပါတယ်နော်အားလုံးပဲညမငါညနေမှာဝန္ဒနာရှိချင်းမိတ်ဆွေများဦးတွေးကနန်းကိုယုံကြည်လို့လိုက်ထူလို့ရှိရင်တိုင်မှာငိုထုတ်ပြီးတော့မှဦးတွေးနဲ့တပတ်ခါဘုဒ္ဓဘူးနေ့အတွက်ကိုပြန်ဆောင်ကြမယ်နော်အားလုံးပဲဝါသနာရှင်ချင်းမိတ်ဆွေများဒိုင်မှာငွေထုတ်ပြီးတော့ဆိုအစရအားလုံးပဲအဆင်ပြေပြီးလူငွေစည်းဝါးရအားလုံးအဆင်ပြေကြပါလေလို့ဆုမကောင်းလေးတောင်းနေတွေ့ဘူးဒီဘိုင်းလေးကိုဒီမှာပဲရန်နာနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဘိုင်မှာ